ဒီတစ်ခါတော့ကျွန်တော်ဆွေးနွေးဖို့ဖိတ်ခေါ်ချင်တာဦးလှစောဖိတ်ခေါ်ချင်ပါတယ်ဦးလှစောကရခိုင်နိုင်ငံရေးခေါင်းဆောင်လည်းဖြစ်ပါတယ်ဆိုတော့ဒီနိုင်ငံရေးနယ်ပယ်ထဲမှာလည်းပါဝင်ပတ်သက်နေကြတာကြားပါပြီဆိုတော့နောက်တစ်ခုကရခိုင်ပြည်နယ်အကြောင်းကျွန်တော်တို့ပြောမယ်ဆိုရင်ကျွန်တော်တို့အထူးသဖြင့်တော့ဒီကြောက်ဖြူတဘာဝဓာတ်ငွေပိုက်လိုင်းနဲ့ရေနံပိုက်လိုင်းစီမံကိန်းစတင်နေပါပြီဆိုတော့မကြသေးခင်ကပဲကျွန်တော်တို့ကြောက်ဖြူ SEZ ကျွန်တော်လက်မှတ်ထိုးခဲ့ပါတယ်ဆိုတော့ဒီအနေအထားတွေမှာပြီးခဲ့တဲ့ကာလအတွေ့အကြုံတွေရောကျွန်တော်တို့ဒီနိုင်ငံကနေပြီးတော့အထူးသဖြင့်ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးစီမံကိန်းကြီးတွေလို့ပြောတဲ့အောက်မှာဖြစ်လာတဲ့ပဋိပက္ခတွေမရှိနိုင်ဘူးလားအဲ့ဒီအောက်မှာပဲကျွန်တော်တို့တခြားပြဿနာတွေရောမရှိနိုင်ဘူးလားပေါ့ဆရာဦးလှစောရဲ့အတွေ့အကြုံနဲ့ရှင်းပြီးတော့ဆွေးနွေးပေးစီကြပါလားခင်ဗျာအားလုံးလေးစားပါတယ်ကြောက်ဖြူစတယ်ဆိုကြောက်ဖြူအကြောင်းပြောပါမယ်နော်ကြောက်ဖြူမှာတော့ကျွန်တော်တို့တရုတ်ကကျွန်တော်ဒီစစ်ဆိုးလက်ထက်မှာလုပ်ခဲ့တဲ့ကျွန်တော်တို့ gas pipeline တစ်ခုပေါ့လေနောက်အခုဒီ democracy ဆိုလက်ထက်မှာပဲအကောင့်တွေပေါ်လာတဲ့အဲ့ကျွန်တော်ရေနံ pipeline နှစ်ခုရှိတယ်ပေါ့အဲ့နှစ်ခုနဲ့ပတ်သက်ပြီးတော့လူတို့ရဲ့အမြင်ကိုတော့သူတို့ပြောရင်တော့လူတို့ဟာဘာမှခံစားခွင့်မရဘူးနော်အဲ့တော့တရုတ်ပြည်ဘက်ကတော်တော်ဆိုးဆိုးဝါးဝါးကျူးလွန်တဲ့အမှားတွေရှိပါတယ်အဲ့တော့ခုနကဒေါ်နန်းခမ်းအေးတို့နော်ဒီမှာစောက်တာဝင်းမျိုးသူတို့တော်တော်တွေ့ကြုံတော့ပြောခဲ့ပါအဲ့တော့ရခိုင်အတွေ့အကြုံကိုသင်္ကန်းထုတ်မယ်ဆိုရင်တော့ကျွန်တော်တို့မလေးမစားလုပ်တယ်ပေါ့နော်အာမနာဘူးနော်ခိုင်ရိုင်းပြောနေရင်ဒီပြောရင်ရိုင်းဆိုင်တယ်ရိုင်းဆိုင်ရင်3ရက်ကိုကျွန်တော်တွေ့ရတယ်နော်အဲ့မလေးမစားလုပ်တာနံပါတ်1ကပါလဲဆိုတော့အဲ့တရုတ်တာဝန်ရှိတဲ့လူတွေတရုတ်ကုမ္ပဏီတွေကဒေသခံပြည်သူတွေကိုမလေးစားဘူးနံပါတ်2ပတ်ဝန်းကျင်တဘာဝတရားကိုမလေးစားဘူးနံပါတ်3လူသားတွေခံစားခံတဲ့အလုပ်သမားတွေခံစားခွင့်ခံစားထိုက်တဲ့ဒီနိုင်ငံတကာစံနှုန်းတွေကိုမလေးစားဘူးအဲ့ဒါကျွန်တော်ဒီကင်းမှလည်းပြောခဲ့ပါတယ်ဘာမှအပြောင်းလဲမရှိဘူးနော်နောက်တစ်ခုကအဲ့ဒေသမှာအဲ့လုပ်ငန်းကြီးတွေလုပ်တယ်ဆိုတော့ကကြတော့နိုင်ငံတကာစံနှုန်းက corporate social responsibility ပေါ့လေအဲ့ဒေသတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုလူတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုလျှက်စင်မိလမ်းပန်းဆက်သေးပညာရေးဘာမှတောင်းမယူဘူးအဲ့တော့ဒီတရုတ်လာတဲ့စီမံကိန်းတွေဟာဘာမှကောင်းကျိုးမင်္ဂလာကိုယူမလာတာကိုကျွန်တော်တွေ့ရတယ်နော်အဲ့တော့ဒါကြောက်ကြည့်ကြောင်ပြောတာပါကြုံကြိုက်လို့ဒီမှာကျွန်တော်ပြောတဲ့နေထင်လို့ပေါ့ဗျာတို့တရုတ်ဘောဒီတရုတ်ခေါင်းဆောင်တွေရဲ့သဘောတော့လေကျွန်တော်နည်းနည်းကြုံကြိုက်လို့ပြောပြရင်နော်တရုတ်လို့ပြောရင်တရုတ်ကတော့ကျွန်တော်ကတရုတ် policy maker တွေပေါ့ခေါင်းဆောင်တွေအဲ့တော့ခေါင်းဆောင်တွေကကူမင်တန်ပဲဖြစ်ဖြစ်ကွန်မြူနစ်ပဲဖြစ်ဖြစ်နော်ဒီမိုကရက်ပဲဖြစ်ဖြစ်ဘာဖြစ်ဖြစ်သူကတကယ် nationalist တွေပဲမော်စီတုံးလည်း nationalist ပဲမော်စီတုံးကပြောတယ်သူကကွန်မြူနစ်ဒါပေမဲ့ကွန်မြူနစ်တယောက်ဟာ national အမျိုးသားရေးဝါဒီတယောက်လည်းဖြစ်တယ်နိုင်ငံတကာဝါဒီတယောက်လည်းဖြစ်တယ်ဒါပေမဲ့ကြုံလို့ရှိရင်မော်စီတုံးလည်း nationalist ပဲကျွန်တော်ရုရှားနဲ့ပြဿနာဖြစ်တယ်ဗီယက်နမ်ပြဿနာဖြစ်တယ်သူ nationalist mindset နဲ့ဖြစ်တာပဲအဲ့တော့သူတို့ကမော်စီတုံးဟာ1949မှာတရုတ်ပြည်သမ္မတတရုတ်ပြည်လွတ်မြောက်တော့သမ္မတနိုင်ငံထောင်တော့ငါတို့တရုတ်ပြည်မတက်ရက်လိုက်ပြီပေါ့နော်49မှာ2000သူ Chinese Drain မှာ2049ဆိုတာတရုတ်ပြည်လွတ်မြောက်ပြီးတော့အနှစ်100မြောက်ကျွန်တော်ထင်တယ်အဲ့အနှစ်100မြောက်မှာအခုရှိတဲ့တရုတ်တော်လိုင်းဒီတရုတ်ခေါင်းဆောင်မျိုးဆက်တွေကသူတို့မတက်ရက်ဝင်လည်းမခါဘူးကဘာကြီးပေါ်မှာကဘာကြီးကိုငါတို့စိုးမိုးပြီဆိုတဲ့ mindset နဲ့သူတို့လုံတာနော်အရင်တော့တကယ်စင်းစင်းရဲရဲကတ်ကြီးဆိုင်တဲ့အခါမှာတရုတ်ပြည်စုပ်စုပ်ပြပြလာပြီးတော့တကယ်တရုတ်တွေကတော့လူတော်တွေပါသူတို့ civilization လေးကြီးတယ်အဲ့တော့ခေါင်းဆောင်တွေကလည်းဇာတိပုံညာကုန်းမာနအရင်မြင့်တယ်အဲ့တော့တရုတ်တွေကအရင်ရှိတယောက်တရုတ်ပြည်19ရာ20ရာစုအစပိုင်းမှာဗမာပြည်နေရာအနှံ့ကိုရောက်လာတဲ့တရုတ်တွေဟာပတ်စံလန်ချမ်းသာတော်တယ်သားသမီးတွေလည်းပညာတော်ကြတယ်ပညာတတ်ကြတယ်အဲ့တော့သူတို့ရဲ့ mindset ကအဲ့လိုပဲကဘာကြီးကိုစိုးမိုးဖို့ဆိုတဲ့ mindset ကြီးနဲ့လှုပ်လာတာအဲ့တော့ BRI ဆိုတာလည်းအဲ့ဒီဟာကြီးရဲ့ mechanism တစ်ခုပဲအဲ့တော့အဲ့ဒီ mechanism ဟာကျွန်တော်ဗမာပြည်ကိုဝင်လာတဲ့ခါမှာဘာကိုခံရတဲ့ resist လုပ်မလဲကျွန်တော်တိုင်းပြည်မှာလည်းပြည်တွင်းစစ်ကလည်းဖြစ်တယ်လူမှုစီးပွားကလည်းမတိုးတက်ဘူးတရားဥပဒေစိုးမိုးမှုလည်းမရှိဘူးကျွန်တော် ethically corruption တွေကအရင် paralyze ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ဘယ်လိုရင်ဆိုင်ရမလဲဒါတမျိုးသောလုံးနဲ့ဆိုင်တယ်အဲ့တော့ကျွန်တော်ဒီလာတဲ့ BRI ဟာကောင်းသောလာခြင်းလားเนาะကျွန်တော်ဒီမှာကြုံရလို့နဲ့ပြောရမယ်เนาะကျွန်တော်ဆရာမြတ်သိန်းဘာသာပြန်တဲ့ morning dialogue ဆိုတဲ့စာအုပ်တို့ရှိပါဒီမြင့်တဲ့ပေါ့เนาะအဲ့တော့ဒီမြင့်တဲ့ကတော့ဒုတိယကြိမ်လာတော့မယ်ပထမကြိမ်ဒီမြင့်တဲ့ဟာ1966ပတ်ဝန်းကျင်မှာကမ္ဘာဒေါ်လာတစ်ခုရဲ့ဘိုးရှင်းမှာပီကင်းဖြစ်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့နိုင်ငံတကာဒေါ်လာရဲ့အကုန်လုံးကိုတရုတ်ကထောက်ခံခဲ့တယ်မအောင်မြင်ခဲ့ဘူးမော်စီတုံးလက်ထက်မှာဒုတိယကြိမ်ဒီမြင့်တဲ့လာတော့မယ်အဲ့လာတဲ့ဒီမြင့်တဲ့ဟာကျွန်တော်တို့မြန်မာနိုင်ငံအတွက်မြင်းနူးဩဇာတွေနဲ့ရေချိုးတွေကိုယူဆောင်လာမလားဆူနာမီကြီးဝင်တယ်လို့ဝင်ပြီးတော့ဗမာလူဖွဲ့စည်းကြီးဟာတခါတည်းပြောင်းလဲသွားမလားဆိုတာတော့
ကျွန်တော်တို့စဉ်းစားရမယ်ကြီးမားတဲ့စိန်ခေါ်မှုပဲအဲ့ဒီစိန်ခေါ်မှုတွေမှာကျွန်တော်တို့ကမစွမပူလီဟွာလီစားမလားဒီဟာစားမလားဆိုတာထက်ကျွန်တော်တို့ဒီနိုင်ငံကြီးကိုဒီအမျိုးသားနိုင်ငံကြီးပြည်ထောင်စုကြီးကိုတရုတ်ကိုကျန်းကျန်းခိုင်ဖို့အတွက်ကျွန်တော်နိုင်ငံရေးဘယ်လိုပြင်ဆင်မလဲကျွန်တော်တို့ဒီကိုသိန်းတောင်းပြောဆိုဥပဒေကြောင်းဘယ်လိုပြင်ဆင်မလဲအဲ့လိုပြင်ဆင်မှုမရှိဘဲနဲ့ဟာကျုပ်တွေလာရင်လည်းကောင်းတာပဲဒါလာရင်ကောင်းပါဘူးငါတို့လည်းတော့စားတော့မယ်အမလီဟောဒီကြောက်တဲ့လူကကြောက်တယ်ဒီမှာကြုံရက်လို့ကျွန်တော်တခုပြောပါမယ်ကျွန်တော်တရုတ်ဒီမန္တလေးကြောင်ပြောကျင်လို့ပါကျွန်တော်တို့အမနန်လေးစားတဲ့ရှစ်ခင်လေးစားတဲ့ဆရာမကြီးတော်မှာကအကာဆိုရဲစာဝဘာသာပြန်ခဲ့တယ် on the other side of the river အရင်လှပါတယ်ဘွာရှိမတူဒီတရုတ်ပြည်ကျွန်တော်တို့ဘွာရှိမတူဘူးเนาะအဲ့ဆရာမကြီးတော်မှာသားက1988မှာဝတ္ထုတပုတ်ရေးပါတယ်ဝတ္ထုတပုတ်မာဒီပြည်လုံးရှောက်ဖြစ်သွားတယ်တကယ်ဟောပေါ့အချက်ပေးခေါင်းလောင်းတယ်ပဲစပကြီးငွေဆိုတာမလေးသားတွေခံစားလို့ရပါတယ်เนาะအဲ့1995မှာရန်ကုန်တက္ကသိုလ်ကအကျောင်းသားလေးတွေကကြပြစာအုပ်တို့ထုတ်ပါတယ်ရာစုသိမြင့်ကျင်းဆိုတာအဲ့ဒီမှာလဲမန်လေးနဲ့ပတ်သက်တဲ့ကြပြတပုတ်ပါတယ်နော်အဲ့လိုမန်လေးအကြောင်းပဲပြောတာပါမန်လေးအကြောင်းပဲကြပြတပုတ်ထဲမှာအမတန်လှပတဲ့နမိတ်ပုံလေးတစ်ခုပါပါတယ်သူကဘလို့သုံးတာလဲဆိုတော့ခယူသင်းဆွဲစားပြူလာတဲ့မြို့အဲ့တော့အဲ့ခယူသင်းဟာစဆွဲရင်ဆိုလက်ဖျားလေးမှာဆွဲလိမ့်မယ်နောက်ခြေပြားလေးမှာဆွဲလိမ့်မယ်ကြောမှာဆွဲလိမ့်မယ်ရင်မှာဆွဲလိမ့်မယ်အခုဘယ်လောက်ဆွဲလဲကျွန်တော်မသိဘူးအဲ့တော့နောက်ထပ်ဆွဲလို့ရှိရင်ဥရောအသေးရောကလီစာရောအကုန်ဆွဲသွားလိမ့်မယ်ဆိုတာတော့ကျွန်တော်ပြောပြခြင်းပါအခုလှစောဖိတ်ခေါ်ခြင်းပါတယ်အဲ့တော့ဆရာကတော့ခုနပြောတယ်နောက်ထပ်ဒီမြင့်သစ်လာနေပြီဒီမြင့်သစ်တော့မဟုတ်ဘူးဒါဆူနာမီပေါ့တကယ်လှိုင်းလုံးကြီးလာနေပြီလို့ဆရာပြောခဲ့တယ်ဆိုတော့အဲ့တော့ကျွန်တော်တို့အခုချိန်မှာခုနကလည်းထောက်ပြခဲ့တာတွေရှိပါတယ်ကျွန်တော်တို့တိုင်းပြည်မှာမငြိမ်းချမ်းသေးဘူးပြည်တွင်းစစ်ပဋိပက္ခတွေလည်းရှိတယ်အဲ့တော့တရုတ်နိုင်ငံရဲ့ငြိမ်းချမ်းရေးအပေါ်ပါဝင်ပတ်သက်မှုကလည်းပိုတိုးလာတဲ့ဟာမျိုးရှိတယ်ပေါ့နော်ဆိုတော့ငြိမ်းချမ်းရေးရရောဆူနာမီကြီးတစ်ဖွဲလာနေပြီလားဟောဆရာအလုံးလေးစားပါတယ်ကျွန်တော်ဒီ talk show ကိုကျွန်တော်ထင်ပါတယ်နော်တရုတ်ပြည်ကလည်းစောင့်ကြည့်နေလိမ့်မလို့ထင်တယ်တရုတ် scholar တွေပေါ့နော်ဒီမှာလည်းတရုတ်ပြည်ကိုယ်စားလှယ်တယောက်ရှိပါတယ်အဲ့တော့ကျွန်တော်မြန်မာပြည်သူရဲ့ကိုယ်စားမန္တလေးမြို့သူမြို့သားတွေရဲ့ကိုယ်စားမြန်မာယဉ်ကျေးမှုကိုယ်စားတရုတ်ပြည်ကိုတရုတ်အစိုးရကိုတရုတ်ကွန်မြူနစ်ပါတီကိုမေတ္တာရပ်ခံကြတာတခုရှိပါတယ်ဘာလို့ဆိုတော့တရုတ်ယဉ်ကျေးမှုမှာကွန်ရှီဆိုတာရှိပါတယ်ကွန်ချီဆိုတာကစီးပွားရေးလူမှုဆက်ဆံရေးမှာစောင့်ထိန်ရမယ်တရားတစ်ခုပေါ့အဲ့တရားကတယောက်ကိုတယောက်အပြန်အလှန်လေးစားပြီးတော့နှစ်ဦးနှစ်ဖက်အကျိုးရှိတယ်ဆိုတဲ့တရားအဲ့တရားဟာကျွန်တော်တို့ရွှေလီမူဆယ်မှာမန္တလေးမှာကြောက်ဖြူမှာကျွန်တော်တို့မဒေးကျောင်းမှာ no ကွန်ရှိဘာကွန်မှမရှိဘူးအဲ့တော့တရုတ်ပြည်ကွန်မြူနစ်ပါတီနဲ့တရုတ်အစိုးရဟာကွန်ရှိကိုမြန်မာပြည်သူနဲ့ဆက်ဆံတဲ့အခါမှာလေးစားပါတန်ဖိုးထားပါဆိုတာကျွန်တော်အလေးနဲ့တိုက်တွန်းလိုပါတယ်။နော်ဒါတစ်ချက်ဒါတရုတ်ပြည်ဘက်ကအပိုင်းပေါ့။ဘာလို့ဆိုတော့ကျွန်တော်တို့အများကြီးကျွန်တော်တို့ဘက်မှာဘာမှအကျိုးမရှိပဲခံရတာများလို့ဒုတိယချက်ကတော့ကျွန်တော်တို့အစိုးရဘက်အပိုင်းပေါ့လीနော်။အစိုးရဘက်ပိုင်းကြတော့လေဆရာသိန်းတောင်းပြောသလိုပေါ့။ကျွန်တော်တို့မှာဟိုးအရင်တော့စစ်စိုးရလက်ထက်မှာလို့ခေါက်ရိုးကျိုးပြီးတော့အဲ့ပွင့်လင်းမြေသားမှုမရှိဘူး။လူထုကိုတန်ဖိုးမထားဘူးမရှိဘူး။ CSO ရဲ့သဘောထားကိုမယူဘဲနဲ့အဲ့လိုG2G လုံးရင်ပြီးရောကျုပ်ဒီဘက်ကလည်း G2G ဆင်ပြင်ပြီးရောလူထုကူးဆိုင်ဆရာမလို့ဘူးဆိုတဲ့ဟာကိုတော့ကျွန်တော်ဘက်ကပြင်ရမယ်။နောက်ကကျွန်တော်တို့ဒီလာရဲ့ဒီမြင့်တဲ့တိုက်ကြီးဟာကျွန်တော်တို့ကကန်လို့မရတော့ဘူး။အဲ့တော့ကျွန်တော်တို့ပြင်ဆင်ဖို့တယ်လို့ပြင်ဆင်ဖို့ဆိုတာသူ့ဘက်ကလည်းသဘောထားကြည့်ရမယ်ပိုင်ရှိတယ်လို့ကျွန်တော်တို့ကပြင်ဆင်ရမယ်ပိုင်မှာကျွန်တော်တို့ဆိုပါတော့ဥမာကျွန်တော်ကြားထားတယ်။အဲ့ဒီမရဲကျွန်းမှာအခု SC တဲ့လုံးမဲ့နေရာမှာတော့ပေါ့အဲ့ CS ပေါ့ corporate social responsibility တန်း900ပေးမလို့ပြောတယ်တန်း900ပေးမယ်ဆိုရင်သူတို့ GDP ပေးလိုက်မယ်ဝန်ကြီးဌာနတွေပေးလိုက်မယ်ကရောပါရဲ့ဝန်ကြီးဌာနတွေမှာကအဲ့ဒီအောက်ရှင်မှာရှိတဲ့ဝန်ထမ်းလေးအသေးလေးတွေအစအကုန်လုံးခုနကပြောသလိုပေါ့သူတော်ကောင်းတွေမရှိဘူးဟောကျွန်တော်လည်းနာမည်လည်းမသုံးချင်ပါဘူးဟောအဲ့တော့အဲ့ဒါတွေကတိုင်းပြည်အတွက်ဖွံ့ဖြိုးမှလည်းအတုံးမကြပဲနဲ့လူထုလည်းဖွံ့ဖြိုးမှုမကြပဲနဲ့အဲ့ဒါပဲစားသွားမယ်ဆိုလို့ရှိရင်မဖြစ်ဘူးအဲ့တော့ဒီနေရာမှာကျွန်တော်တို့ democracy transition ကမှာ CSR ရဲ့အခမ်းအနားတွေအရေးကြီးပါသူတို့ဟာတကယ်နိုင်ငံရေးပါတီတွေလို့နော်ဝန်ကြီးဌာနကလူတွေလို့တကယ်အောက်ရှိမှာ CSR လုံးတာပဲအဲ့တော့ CSR ရဲ့အခမ်းအနားကိုတရုတ်ပြည်ကအတိမပြုဘူးတရုတ်ပြည် CSR မရှိဘူးကျွန်တော်သိသလောက်နော် CSR culture မရှိဘူးအဲ့တော့ CSR culture ကိုတန်ဖိုးထားတယ်မြန်မာအစိုးရကလည်းပဲ CSR နဲ့ညှိနှိုင်းတိုင်ပင်ပြီးတော့တန်ဖိုးရှိအများပြည်သူမထိခိုက်မနိုင်အောင်ကျွန်တော်လုပ်ရမယ်ဆိုတဲ့အပိုင်းတစ်ခုရှိတယ်နောက်တစ်ခုကကျွန်တော်တို့
ဒီကျွန်တော်တို့လွတ်တော်ပိုင်းကနော်လွတ်တော်ထဲမှာဥပဒေပြုစုတဲ့ခါမှာလဲကျွန်တော်တို့ပြည်သူ့အကျိုးစီးပွားကိုကာကွယ်တဲ့ဥပဒေတွေသူတို့မလိမ့်တစ်ပတ်လုံးမှာပဲခုနကပြောသလိုပေါ့ဒါလူတော်နေလာမှာတော့မဟုတ်ဘူးဘုရားလုံးနေလာမှာတော့မဟုတ်အဲ့တော့ကျွန်တော်တို့အဲ့ဒီလူတွေကိုကျွန်တော်တို့ဘယ်လိုလုံးမလဲဆိုတာပိုင်းနောက်တစ်ခုကဒီဟာအချိန်တိုတင်းမှလုံးမှာမဟုတ်ဘူးအချိန်တိုတင်းမှလုံးမှာဘူးဆိုတော့ကျွန်တော်လက်ရှိပြည်သူဆိုတာ2နှစ်ပဲရှိတယ်ဒီဆိုတာတက်ကောင်လည်းတက်နိုင်တယ်မတက်ကောင်လည်းမတက်နိုင်ဘူးဘာဖြစ်မလဲတော့ကျွန်တော်မသိဘူးအဲ့တော့ကျွန်တော်တို့ကပြင်ဆင်ရမယ်အချိန်ကြီးကာလမှာအနှစ်20 30မှာပြင်ဆင်ရမယ်ခါမှာကျွန်တော်ကတော့အဲ့လိုခေါရိုးကျိုးနေတဲ့ဒီဘျူရိုကရက်ကြီးတွေတခိုးဟောင်းကြီးတွေနဲ့နိုင်ငံသစ်ကိုမတီးဆောင်ရှင်ဘူးအဲ့တော့ကျွန်တော်ကတကယ်စကောလာဖြစ်တဲ့ပညာတတ် technocrat တွေနဲ့အစိုးရသစ်ပေါ်ဖို့လိုတယ်နော် NLD ပဲပေါ်ဘာပဲပေါ်နော်အဲ့ဒီတတိရှိတဲ့နော်ကိုပြည်သူအကျိုးကိုဥထိတ်ထားတဲ့တတိရှိတဲ့နော်အဲ့လိုလူငယ် democratic technocrat တွေနဲ့ပဲအစိုးရတိဖွဲ့နိုင်အောင်ညွန်ပေါင်းစော်ပဲဖွဲ့ NLD ပဲဖွဲ့ဘယ်သူပဲဖွဲ့ပါဒါပေမဲ့အဲ့လိုဟာမျိုးကိုဖွဲ့နိုင်မယ်ဆိုရင်တော့ကျွန်တော်တို့တစုံတရာကိုခံအားကောင်းပြီးတော့လုံနိုင်လိမ့်မယ်နှုတ်မို့စဉ်အသက်60 80 cabinet ထဲကလူတွေနဲ့အင်းအဝင်းတွေကတော့ကျွန်တော်တို့တရုတ်စီမှာပါသွားမှာပဲနော်အဲ့တော့ဒါကျွန်တော်ပြင်ဆင်အပိုင်းပါအဲ့တော့ကျွန်တော်တို့ရခိုင်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာဒီပြဿနာကိုဖြေရှင်းတဲ့ခါမှာရခိုင် CSO တွေရခိုင်နိုင်ငံရဲ့အဖွဲ့အစည်းတွေရခိုင်ကဥပဒေပညာရှင်တွေအကုန်လုံးအစိုးရနဲ့နိုင်ပြီးတော့ကိုမနစ်ပြည်သူတွေမနစ်နာအောင်ကျွန်တော်ကာပြီးကြိုပြီးစဉ်းစားပြီးတော့ strategy ကြလုံးမယ်ဆိုလို့ရှိရင်တော့အဲ့ဘက်ကလာတာကိုကျွန်တော်ဂုံတိတ်ကရှိတားနိုင်မယ်ကိုပြည်သူလည်းအကျိုးရှိမယ်လို့ထင်ပါတယ်အဲ့ဒါကြောင့်မှတကယ် conscious အစ်စ်ဖြစ်လာလိမ့်မယ်အဲ့တော့ conscious အစ်စ်ဖြစ်ဖို့တဲ့ပထမဆုံးတာဝန်ရှိတာကတော့တရုတ်ကွန်မြူနစ်ပါတီနဲ့တရုတ်အစိုးရပါပဲဒါကိုတော့အလေးနဲ့ထားပြီး message ပေးပါလို့ပြောရင်ကျွန်တော်ညီကုန်းရှိပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဆိုတော့ဆရာဆွေးနွေးသွားတာတော့ကျွန်တော်တို့ဘက်ကအစိုးရပိုင်းရောပြည်သူပိုင်းရောပြင်ဆင်ဖို့ပါပါတယ်ဆိုတော့တရုတ်ပြည်ဘက်ကိုအကြံပေးတိုက်တွန်းတာလည်းပါပါတယ်ဆရာဦးလှစောကိုမေးချင်ပါတယ်မေးခွန်းကတော့များမရှိပါဘူးဒီစီမံကိန်းမှာတဲ့မြန်မာအကျိုးစီးပွားအပြည့်အဝခံစား권ရမယ်ဆိုတာယုံကြည်ပါသလားတဲ့ဆိုတော့ဒီမေးခွန်းမေးထားပါတယ်ဆိုတော့အဲ့ဒါနဲ့အတူပဲဆရာရဲ့အိမ်ပြန်လက်ဆောင်စကားလေးလည်းပြောပြပါခင်ဗျပြေဝဆိုတော့ကျွန်တော်လည်းတိတ်နားလည်းမလဲဘူးနောက်တော့ယုံလည်းမယုံကြည်ဘူးเนาะဒါပါဆိုဒါကျွန်တော်တို့က initiative လုပ်တဲ့ဟာမဟုတ်ဘူးတရုတ်ပြည်ကသူ့အကျိုးစီးပွားလုပ်တဲ့ဟာအဲ့တော့ဒါဟာကျွန်တော်တို့တားဆီးလို့လည်းမရဘူးညင်းလို့လည်းမရဘူးမပါလို့လည်းမရဘူးအဲ့တော့ကျွန်တော်တို့ကခုဒီမှာပြောသလိုပေါ့ကျွန်တော်တို့အမျိုးသားအကျိုးစီးပွားအတွက်ကျွန်တော်တို့ဘယ်လိုရပ်တည်ရမလဲဆိုပဲစဉ်းစားရမှာပါအဲ့တော့ကျွန်တော်တို့စဉ်းစားတာကကိုယ့်အမျိုးသားရဲ့ဂုဏ်သိက္ခာမထိခိုက်ပဲနဲ့ကိုယ့်ယဉ်ကျေးမှုကိုယ့်ရဲ့ identity ကိုစီးပွားရေးမထိခိုက်ပဲနဲ့ဒီထက်မှကျွန်တော်တို့ဂုဏ်သိက္ခာရှိဘယ်လိုရပ်တည်မလဲဆိုတာကိုကျွန်တော်တို့အဖြေရှာနေတာပါအဲ့တော့ကျွန်တော်တို့အဖြေရှာတော့ပြရအောင်နောက်တစ်ခုကျွန်တော်ပြောချင်တာကဒီ BRI ဟာတရုတ်မြန်မာတခုလည်းမဟုတ်ဘူးသူကခုနကဒီခင်ရော်ကြီးပြောသလိုသူက two ocean policy ဆိုတော့တရုတ်ကဒီလောက်ပေါ်တဲ့ဟာကျွန်တော်ဘေးအောက်ဘန်ကောဘင်္ဂလားပင်လယ်အော်ထဲမှာမေ့တင်ပြီးတော့ရောက်မယ် SCZ ဆိုတာအဲ့တော့ဘင်္ဂလားပင်လယ်အော်ဆိုတာအိန္ဒိယသမုဒ္ဒရာရဲ့စိတ်ပိုင်းတစ်ခုပဲအိန္ဒိယသမုဒ္ဒရာဆိုကြတဲ့ကအိန္ဒိယမာသာအိန္ဒိယကပဲသူတို့ပိုင်နေလို့ထင်တာအဲ့ဒီဟာကိုတရုတ်လာတာကိုအိန္ဒိယလည်းမကြိုက်ဘူးနောက်တစ်ခုကtwo ocean policy နဲ့သာတရုတ်အောင်မြင်တယ်ဆိုလို့ရှိရင်တရုတ်ဟာပစိဖိတ်ကိုရောအဲ့ဒီအိန္ဒိယသမုဒ္ဒရာကိုရောသူ dominate လုပ်နိုင်မယ်ဒါအမေရိကန်လည်းမကြိုက်ဘူးအဲ့တော့ဒီ region တစ်ခုလုံးဟာတရုတ်အမေရိကန်အိန္ဒိယသုံးပွင့်ဆိုင်ပဋိပက္ခပဲဒီထဲမှာကျွန်တော်တို့မမျှော်လင့်ပဲနဲ့အဲ့2010နောက်ပိုင်းမှာဘင်္ဂလားဒေ့ရှ်ကပါလာတယ်မွတ်စလင်ပြဿနာပါလာတယ်မွတ်စလင်ပြဿနာပါလာတော့မွတ်စလင်ပြဿနာကိုအမေရိကတို့ EU တို့ထောက်ခံပြီးတော့ကျွန်တော်တို့အကုန်လုံးသိတဲ့အတိုင်းကျွန်တော်တို့နိုင်ငံခေါင်းဆောင်တွေကဟိုစကားရိုင်းပြောတော့ယဉ်ကျေးမှုမရှိတဲ့လုပ်ရက်တွေနဲ့အမျိုးမျိုးအနှောင့်အယှက်ပစိတ်စင်းနှောင့်ယှက်ဖြစ်အောင်ကျွန်တော်ဗမာ democratic transition ကိုဖြစ်အောင်လုပ်တာလည်းရှိတယ်အဲ့ဂျားထဲမှာကျွန်တော်တို့နိုင်ငံမတည်မငြိမ်ဖြစ်နေတစ်ချိန်တည်းမှာပြည်တွင်းစစ်ဆိုတာလဲပြည်သူတရားလုံးကစစ်ကိုရပ်ပါတော့ stop war ဆိုအခါတရားလောက်អော်နေပြီနော်ကျွန်တော်ဘယ်လိုခေါ်မလဲဟောရင်းသာပြန်တော်မူဆိုလို့နော်ဘာမှလည်းမထိရဘူးအဲ့တော့ဒီရားထဲမှာကျွန်တော်တို့အကျိုးစီးပွားကိုတိဆောက်ဖို့ဆိုတာတော်တော်ခက်ခဲပါတယ်အဲ့တော့ကျွန်တော်ကတော့အကုန်လုံးစူးစမ်းမှာပဲကိုယ့်ရဲ့မျိုးသားဂုဏ်သိက္ခာပေါ့နော်ပြည်တော်ကြီးပေါ်ထွန်းရတဲ့ဒါကိုလုပ်ရမှာပဲအဲ့တော့ဒီထဲမှာကျွန်တော်အတက်နိုင်ဆုံးပဲကျွန်တော်တို့စူးစမ်းရမယ်မစူးစမ်းရင်တော့ကျွန်တော်ပြောသလိုပဲဆူနာမီနော်ဒေါက်တာတန်းမျိုးပြောသလိုနောက်250ပေါ့250မဟုတ်ဘူး2049ဆိုတာ32နှစ်ပဲကြံတော့တယ်အဲ့2019မှာတရုတ်ပြည်အလံစိုက်လို့တရုတ်အောင်လို့အလံစိုက်တဲ့အခါမှာမြန်မာပြည်ဟာ
face state လားဘာ state လဲကျွန်တော်လည်းမခံမှတ်တတ်ဘူးအဲ့ဒါကြောင့်ပြောတာပါအဲ့တော့ကျွန်တော် message ကတော့အဓိကတော့ဒီမှာဝန်တာပါတယ်လူငယ်တွေတော်တော်များများတွေ့ပါတယ်အဲ့တော့လူငယ်တွေစဉ်းစားကြပေါ့အဲ့ကြော်ရင်တစ်ချက်ကလူငယ်တွေစဉ်းစားကြဒါပါပဲเนาะစဉ်းစားကြပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာ